Facebook နဲ့ TikTok ကဘယ်ဟာပတ်စံပိုဝင်လဲဆိုတာကိုပြောပြပါမယ်တုံးခက်က Facebook ကိုပြီးခဲ့တဲ့လကပေါ့နော်ဒီလဟုတ်တယ်ဒီလဘယ်နှစ်ရက်နေ့တုန်းကလည်းမသိဘူးအခုဆိုဟိုဟာလောက်ပဲရှိအောင်မယ်နှစ်ပတ်လောက်ပဲရှိအောင်မယ်ပေါ့နော်နှစ်ပတ်လောက်CM ပွင့်သွားတယ် CM ပွင့်သွားတော့အခုပတ်စံဝင်နေပြီပေါ့နော်ပတ်စံဝင်တဲ့ခါကျနှစ်ပတ်လောက်ကိုဘယ်လောက်ရလဲဆိုရင်အခုဆိုရင်$18လောက်ရနေပြီပေါ့နော်ဗီဒီယိုကလည်းအရင်နေတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီကြားထဲမှာမှ$18ရတယ်ဆိုတော့တော်တော်များတယ်လို့ပြောရမယ်ပေါ့နော်အဲ့တော့ TikTok မှာကြတော့ runner က4-5လလောက်ရှိနေပြီပေါ့နော်အဲ့ဒီ4-5လအတွင်းမှာ$10ပဲရသေးတယ်သူကလေဗီဒီယို10မိနစ်ကြော်စာလဲတင်ရတယ်ပြီးတော့မတုံးခတ်ပြမယ်နော်ဒီမှာကြည့် viewer 9သိန်းကျော်ကိုအဲ့လောက်ပဲရရနော်ပြီးတော့ Facebook မှာကြတော့မကြည့် viewer 6000ကျော်ပဲ$3ကျော်ရတယ်အဲ့တော့ Facebook နဲ့ TikTok ကိုဘယ်ဟာပို run တင်တယ်လို့မေးရင်မတုံးခတ်ကတော့ Facebook ကိုပဲညွှန်းပါမယ် Facebook ကပတ်စံဝင်ရတာလွယ်တယ်ပြီးတော့ပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်သူကကြတော့လေဘာပဲတင်ဓာတ်ပုံတင်လဲပတ်စံဝင်တယ်မိုင်ဒေးတင်လဲရတယ်ပြီးတော့ reel တွေအဓိကပေါ့နော် reel တွေတင်လဲပတ်စံရ TikTok မှာကြတော့တင်စရာတစ်ခုပဲရှိရပေါ့နော်ဗီဒီယိုအဲ့ဒီဗီဒီယိုတောင်မှ viewer အရင်များလဲမပေးဘူးသူကတယောက်နဲ့တယောက်ပေးပုံချင်းလဲမတူဘူးကွာအဲ့တော့TikTok ကအရန်ကြာတယ်စိတ်လည်းမရှိသူကအမြဲတမ်း TikTok ကိုဘယ်လိုလူတွေလောက်တင်လဲဆိုရင်လေအရန်နာမည်ကြီးတဲ့သူတွေသိရမလား viewer အရန်များအောင်လုပ်နိုင်တဲ့သူတွေအဲ့လိုမျိုးဆိုရတယ်ပေါ့နော် viewer တောင်းချီတို့တခါတလေမှတိန်းချီတယ်ဆိုမရ TikTok မှာပတ်စံအရန်ရတဲ့သူတွေကြတော့ဘယ်လိုမျိုးလူတွေလဲဆိုရင်အပုတ်တိုင်းက viewer တိန်းနဲ့ချီပြီးရတဲ့သူတွေလောက်ပဲသူတို့ကပတ်စံကို10နဲ့ရတာပေါ့နော်မတုံးခက်လို့တို့လိုပုံမှန်ပဲ viewer တောင်းနဲ့ချီတောင်မှမရဘူးเนาะအဲ့တော့ Facebook မှာကြာတော့ viewer ကတိန်းနဲ့ချီစရာမလိုတိန်းနဲ့ချီတယ်ဆိုပိုရတာပေါ့เนาะတောင်းနဲ့ချီလဲပတ်စံစဝင်တယ်ပြီးတော့ဒီမှာကြည့်ဒါဓာတ်ပုံတင်ထားတာမှအဲ့လောက်ဝင်တယ်ပေါ့เนาะအဲ့တော့အားလုံးပဲပတ်စံဝင်ချင်တယ်ဆို Facebook ကနေစူးစမ်းကြည့်ပါလို့ပြောချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်တတာ